၄ပေကျော်၅ပေရင်ကွင်းပြီးအရက်လေးတွေအတွက်ပေါ့နော်ခေါင်းဝင်အရှည်လေးတွေလာပါပြီရှင်သူကအရန်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အရက်ခက်နေညီမလေးတွေလဲပေါ့နော်ဝိလို့ရတဲ့အစင်လေးပါရှင်ဒီကောင်လေးကကြလေအရန်ကြီးမရှိဘူးသူကကြခြေပြားရိုက်တဲ့အထိတော့ဖြစ်မနေဘူးပေါ့နော်အဲ့တော့တကယ်လို့များအရက်ရှိတဲ့သူဝတ်တယ်ဆိုလို့ရှိရင်တော့သူကခြေမျက်စိရဲ့အပေါ်ကိုရောက်နေမှာပေါ့နော်အဲ့လိုမျိုးဒီအရက်ပုတဲ့ကောင်မလေးဆိုလို့ရှိရင်လည်းအစင်ပြေပါတယ်ရှင်အဲ့လိုကောင်မလေးတွေအတွက်ကိုတီးတက်ထုတ်ထားသလားတော့မှပတ်ရတဲ့ကောင်ဝင်ရှည်လေးတွေရပါပြီရှင်ဒီကနုတ်ကောင်ဝင်အစင်လေးတွေကတော့မိသူတို့ပေါက်ပြီးသားဒီဇိုင်းလေးပါရှင်ဒါလေးတွေကြိုက်တယ်ဆိုလို့ရှိရင်တော့မိသူ try ထဲဆိုင်မှာလာလို့ရပြီပေါ့နော်မိသူ try ကမိနစ်ကတစ်နှစ်လုံးလဲဒီပုံစံဒီဒီဇိုင်းကိုလုံးဝ special ရောင်းထားပက်ကက်ပြီးပြီဆိုတဲ့ခါကျတော့သူ့ရဲ့ quality ကတော့အထူးပြောစရာမလိုဘူးအသားကတော့အီတလီသားအစ်စ်ဖြစ်ကြောင်းလုံးဝအာမခံပါတယ်ရှင်ပြီးတဲ့ခါမှာလုံးဝကိုမပူပါဘူးအသားအေးအေးလေးနဲ့အရန်ဝတ်လို့ကောင်းတယ်ကနုတ်အစင်ကိုမြင်လိုက်တာနဲ့ရင်ထဲကိုအေးသွားစေမဲ့အစင်လေးတွေဖြစ်ပါတယ်ရှင်ဒီကောင်လေးတွေကကြလေမိသူတို့ຫນွေစာလေးတွေပေါ့နော်ຫນွေရာသီမှာပပလေးနဲ့အပြင်သွားချင်တာမျိုးတွေပါဆိုလို့ရှိရင်လည်းဒါလေးတွေအစင်ပြေတယ်ပြီးတော့သူ့ရဲ့အားသာချက်လေးကကြတော့လေသူကခါချိုးချီလေးတွေပါတယ်ရှင်ခါချိုးချီလေးပါတာဖြစ်တဲ့ကြောင့်မလို့ပိန်တဲ့သူရောဝါတဲ့သူရောဝတ်လို့ရပါတယ်ရှင်ဒီကောင်လေးတွေဆိုလို့ရှိရင်လေပေါင်135 140လောက်ထိအေးအေးဆေးဆေးဝတ်လို့ရပါတယ်ပြီးရင်နောက်ကျောင်းမှာဆိုလို့ရှိရင်ဒီမှာကြည့်အရှုံလေးတွေ smoky အပြည့်ထည့်ပေးထားတယ်ပေါ့နော်ဝါတဲ့သူလေးတွေလည်းဝတ်လို့ရအောင်ပေါ့နော်အဲ့တော့ဒီမှာခါချိုးချီလေးတွေလည်းပါတယ်ဝေးရလည်းတနောင်တတရှိတယ်အေးအေးလေးနဲ့ပပလေးဝတ်လို့ရမှာပါရှင်လုံးဝလေရေလျှော်လို့ရှိရင်ပြဲသွားတာရိသွားတာမျိုးလုံးဝမဖြစ်ဘူးနော်အသားလေးလည်းအရန်ကောင်းပါတယ်ရှင်မေသူစီမှာလုံးဝအကုန်လုံးအသိရပါပြီဒီဇိုင်းတွေကတော့တကယ်ကိုစုံနေအောင်မေသူစီမှာအများကြီးပဲတင်ပေးထားတယ်ကနုတ်ကောင်ဝင်နေဆိုလို့ရှိရင်လည်းအစင်ဒီဇိုင်းအများကြီးပဲရောက်ပါတယ်ရှင်ကနုတ်တွေလို့ချင်တယ်ဆိုလို့ရှိရင်တော့မေသူစီမှာစိုင်1မှာရောစိုင်2မှာရော2ဆိုင်လုံးမှာပေါ့နော်ဒီကနုတ်ကောင်ဝင်တွေရပါပြီရှင်မေသူ choice ကတော့ main ကလေးတို့အကြိုက်တကယ်ကိုမေသူ choice ပါပဲရှင်အဲ့တော့ကောင်ဝင်လေးလိုချင်ပြီဆိုရင်မေသူစီမောလာခဲ့ပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်